ယူရီချီမင်းပြုံးလိုက်တဲ့အချိန်တိုင်းငါ့ရဲ့ခံစားချက်တွေစောက်တည်ရမြဖြစ်လာတယ်စိတ်အတွင်းထဲမှာလောင်မြိုက်နေတဲ့ခံစားချက်တွေ chapter 86ငါတို့ရဲ့ဓာတ်ပညာအမွေကိုစက်ခတ်မဲ့အကြောင်းနဲ့ပတ်သက်ပြီးငါမင်းကိုပြောလိုက်တဲ့အချိန်တိုင်းရုပ်ကြီးဆိုသလိုပဲတည်ငြိမ်သွားတယ်ပြီးတော့ပြုံးပြတယ်ငါအတော်လေးကိုအလိုမကျဖြစ်ခဲ့မိတယ်ငါတို့ရဲ့အမွေတွေကိုတကယ်ထူးချွန်တဲ့လူတစ်ယောက်လက်ထဲအမွေထားခဲ့မယ်လို့ငါပြောနေတာကိုမင်းကတော့ပြုံးရည်နေတယ်ငါတကယ်ကိုဒေါသရဲ့အလေးရိုက်ထွက်လာခဲ့တယ်ဘယ်အရာတွေကများမင်းအတွက်အဲ့လောက်ထိအောင်ပြောဖို့ကောင်းနေရလဲလို့ပြောကလက်ရှိအခြေအနေမှာခုတ်ကူးရှိဘူးကခေါင်းပြက်နေပြီးတော့စူးစူးရဲရဲ့အကြည့်များနဲ့တကူလုံးမှာလည်းချွေးတိချိတ်ပေါက်များထွက်နေကသွေးကြောများလည်းထောင်ထွက်နေပြီးတော့ခန္ဓာကိုယ်တစ်ပိုင်းပြတ်သွားတော့မှပဲလုံးဝကိုမလွတ်လိုက်ဘူးသွေးအိမ်ထဲမှာခန္ဓာကိုယ်တစ်ချမ်းပြက်တကူလုံးကစုပ်ပြတ်တက်နေပြီးတော့သွေးမိတ်ဆာကိုအသုံးပြနိုင်တဲ့လူသားတစ်ယောက်တကူလုံးကဒါနဲ့အခုခံထားရပြီးတော့ဝတ်ထားတဲ့အင်ကြီးအောင်မှသွေးရောင်များစွန်းနေကအနီအောင်ထိပြောင်းလဲသွားပြီးတော့ဘလောက်ပဲတန်ရအပြင်းထန်ရနေပါသေးပြန်ထပြီးတော့တိုက်ခိုက်တဲ့လူတစ်ယောက်လောကကိုမျက်လုံးနဲ့မမြင်နိုင်ပေမဲ့အရာရာတိုင်းရဲ့ဖြစ်တည်မှုကိုနှလုံးသားနဲ့ကြည့်ရှုတဲ့ပြိုင်ဘက်ကင်မိစ္ဆာတစ်ကောင်ကြီးပါအစမတန်တန်မာလာသူပြီးတော့သူတို့အားလုံးရဲ့စွမ်းရည်တွေကလုံးဝကိုအကန့်အသတ်ကျော်လွန်နေပြီနေမင်းအသက်ရှူခြင်းနီးလန်းကိုအသုံးမပြုနိုင်တဲ့သူတွေကသူတို့ရဲ့လက်နက်တွေကိုအနီအောင်ပြောင်းတော့အောင်လုပ်နိုင်တယ်သူတို့ရဲ့အနာဂတ်တွေကဘာမှမပြောစရာကောင်းနေလို့လဲဒီလိုမျိုးရှုံးတာကငါ့ကိုပို့ပြီးဒေါသထွက်စေတယ်ငါဘယ်တော့မှထပ်မရှုံးစေရဘူးဟုတ်တယ်ငါခေါင်းပြတ်သွားလည်းပဲမရှုံးစေရဘူးဟုပြောလိုက်ခါသူ့ရဲ့ခန္ဓာကိုယ်ကထွက်နေတဲ့သွေးများရက်တန့်သွားပြီးတော့မေဂျီမာကလည်းသူ့ရဲ့သွေးသိပ်သွားပြီးရှင်နေစုကဝါတိုက်ခိုက်တာကိုမရက်လိုက်နဲ့သူ့ကိုဒီတိုင်းပဲဆက်ပြီးတော့ကြောင်ပိတ်ထားထိုကီယိုနဲ့ဂိမ်းရန်တို့ပေးဆက်လိုက်ရတဲ့အသက်တွေကိုအလားအသက်အဖြစ်မခံနဲ့လို့ပြောလိုက်ခါရှင်နေစုကဝါကလည်းငါဘာတွေရှောက်တွေးနေမိရလဲလီးလို့ပဲအဲ့ဒီမေအေးဘေးမပြောက်ကွယ်သွားမချင်းငါရက်လိုက်လို့မရဘူးကွာလေအားဖြင့်အသက်ရှူခြင်းအထမမြတ်ပုံစံတက်ပြင်းမှုန်တိုင်းအလင်းပိုင်းချက်လို့ပြောခါခေါင်းပြက်နေတဲ့ခန္ဓာကိုယ်ထပ်မံခုတ်ဖြတ်လိုက်ပြီးတော့ဟီမေဂျီမာကလည်းလေအားဖြင့်အသက်ရှူခြင်းပြင်းသမားမြတ်ပုံစံတရားမျှတမှုကျောက်ထုဘိန်ရိုက်ချက်လို့ပြောလိုက်ခါတန်လုံးကြီးနဲ့ကိုကူရှိဘူးရဲ့အနီးတစ်ဝိုက်နဲ့သူ့ရဲ့ခန္ဓာကိုယ်လိုက်ဖြတ်ရိုက်နေပြီးတော့အဲ့ဒီနောက်မှာတော့ခိုကူရှိဘူးရဲ့လက်ကထိုကီရဲ့လက်ကိုဖျက်တောက်လိုက်ပြီးတော့သူကိုယ်တိုင်ကလည်းအဝေးကိုလွင့်ထွက်သွားကခိုကူရှိဘူးကသူ့ရဲ့ခန္ဓာကိုယ်မှာထိုးဆိုင်ထားတဲ့ဓာတ်ကိုပြန်ဆွဲနှုတ်ဖို့လုပ်နေပါတယ်ဓာတ်ကိုဆွဲထုတ်နေရင်းနဲ့ပဲငါကပြောက်ွယ်သွားမှာမဟုတ်ဘူးငါရဲ့ခန္ဓာကိုယ်ကအသက်တဖန်အစပြိုးနေပြီငါကလုံးဝတည်မှာမဟုတ်ဘူးသူတို့ရဲ့ဓာတ်သွားအောက်မှာပဲဒီနှစ်ယောက်ကတိတ်ပွဲဝင်သွားခဲ့ပြီသူတို့ရဲ့ဓာတ်ဆွမ်းရည်တွေဟာလည်းဒီကဘာကြီးကနေပြောက်ွယ်သွားခဲ့ပြီဒါပေမဲ့ငါကတော့တေချင်းတရားကိုအန်တုနိုင်ခဲ့ပြီငါရဲ့ခေါင်းကတစ်ဖက်များထွက်လာခဲ့ပြီဟုပြောလိုက်ကဟီမေဂျီမာနဲ့ရှင်နေစုကာဝါကဓာတ်နဲ့ခုတ်တန်လုံးနဲ့ပြစ်ပင်မဲ့လဲသူကအရေးတစ်ခုလိုပျောက်ကွယ်သွားပြီးတော့သူတို့နှစ်ယောက်စလုံးအနောက်ကိုရောက်နေကဗဇက်ကအဆွဲများပေါက်လာပြီးတရေရလဲတများများနဲ့ကြာနေကအဲ့ဒီနောက်မှာတော့ခကူးရှိဘူးရဲ့ပုံစံကိုမြင်ရမှာဖြစ်ပြီးတော့သူ့ရဲ့ရင်ဘတ်လက်မောင်းလဲပင်ဗဇက်ခေါင်းကြောကုန်းစသည့်နေရာများမှာစူးချုံများစွာထွက်နေပြီးတော်တော်ကြီးကိုမသတိတရားကောင်းနေပါတယ်သူ့ရဲ့မျက်လုံးအကြည့်များလဲတောက်တလုံးမြောက်တလုံးဖြစ်နေကသူ့ရဲ့ခေါင်းကပြန်ထွက်လာပြန်ပြီလီးလို့ပဲဟီမေဂျီမာကတော့ဆက်ပြီးတော့ထိန်းတာသူ့ရဲ့ခေါင်းကပြန်ထွက်လာရင်လည်းအားနဲ့သာပြုတ်နေအောင်ပါပဲသူ့ရဲ့ခေါင်းပြန်ထွက်လာနှုံကမူဆန်လောက်မမြတ်ဘူးခေါင်းကိုသာဖြတ်ပြီးရင်ဆက်ဖြတ်နေလို့ပြောကသူကအလင်းမြန်နဲ့တိုးဝင်သွားပြီးတော့ခုတ်ကူးရှိဘူးဘက်မှာတော့ငါကအဲ့ဒီအရာကိုအန်တုနိုင်ခဲ့ပြီဘလောက်ပဲနေစွမ်းရင်ပါနေတဲ့လက်နဲ့ပဲဖြစ်ဖြစ်ငါ့ကိုမတားဆီးနိုင်တော့ဘူးအခုငါဟာဆိုရဲစကားရဲ့နောက်မှာရှင်နေစုကာဝါကဓာတ်ကိုဆွဲကင်ပြေးလာပြီးတော့ဘယ်တော့မှမရှုံးနိုင်လို့ပြောရမယ့်အချိန်မှာပဲဓာတ်တွေကအယောင်ပြန်နေတဲ့သူ့ရဲ့ပုံရိပ်ကိုသူမြင်သွားကပင်းကူတစ်ကောင်နဲ့တော်လေးကိုတူနေပြီးတော့အဲ့ဒီရုပ်ဆိုးအထီးကျန်တဲ့ကဘာကြီးကိုကြည့်လိုက်စမ်းပါအကိုကြီးရဲ့အိမ်မက်ကတိုင်းပြည်ရဲ့အတော်ဆုံးစာမွေးတစ်ယောက်ဖြစ်ချင်တာမလားကျွန်တော်လည်းအခုလိုဖြစ်ချင်တယ်ကျွန်တော်လည်းတိုင်းပြည်ရဲ့ဒုတိယအတော်ဆုံးစာမွေးတစ်ယောက်ဖြစ်ချင်တယ်အဲ့ဒီနောက်ခိုကူးရှိဘူးကရက်တန့်သွားပြီးတော့စာမွေးတစ်ယောက်ရဲ့ပုံစံလားအဲ့ဒီအတင်မြင်ကအဲ့ဒါကငါလိုချင်ခဲ့တဲ့အရာလားလို့ကိုပြန်ကြည့်ရင်လည်းမေကုန်းမောင်းများစွာထုတ်နေကအဲ့ဒီနောက်ခိုကူးရှိဘူးကသူ့ရဲ့ဘိုက်မှာတခုခုဖြစ်နေတဲ့ခံစားချက်မျိုးကိုရလိုက်ပြီးတော့သူကြည့်လိုက်တဲ့အချိန်မှာမူအီချီကိုတိုင်းတွေ့တဲ့နေရာကတဖြည်းဖြည်းပြောက်ကွယ်စားပြုတ်နေရလားလို့မေကွန်းထုတ်နေရင်းနဲ့ပဲတစ်ဖက်မှာတော့ဟီမေဂျီမာရဲ့တန်လုံးကြီးနဲ့သူ့ရဲ့စောက်ခွက်နဲ့ရိုက်မိသွားပြီးတော့ခေါင်းရဲ့ပြတ်သွားပါတယ်ရှင်နေစုကာဝါကလည်းလှပရဲ့လေခုတ်ချက်နဲ့ပဲသူ့ရဲ့ခန္ဓာကိုဖျက်ထုတ်ပြပြီးတော့စွမ်းရည်တွေငါ့ရဲ့စွမ်းရည်တွေပြီးတော့ငါ့ရဲ့သွေးမိတ်ဆာအတက်ကအသုံးမပြုနိုင်တော့ဘူးလားလို့မေကွန်းထုတ်နေပြီးတော့မပြီးသေးဘူးငါပြန်ကောင်းလာအောင်မလို့ပြောနေပေမဲ့လည်းသူ့ရဲ့တကိုယ်လုံးကပုတ်ပဲ့ကြွေကြကပျက်စီးလို့နေပါပြီငါမရှုံးသေးဘူးငါမရှုံးနိုင်ဘူးလို့ပြောရင်းနဲ့ပဲတကိုယ်လုံးကစုပ်ပြတ်တက်နေပြီးတော့သူ့ရဲ့အတွေ့အထဲမှာလည်းသူ့ရဲ့ညီကိုပြန်မြင်ရောက်နေကကျွန်တော်နှလုံးသားတစ်ခုလုံးစီးစီးညံ့ညံ့ကြည်သွားသလိုပါပဲအကိုရဲ့ဆိုတဲ့စကားနဲ့သူ့ရဲ့ညီကိုပြန်မြင်ရောက်နေပြီးတော့တကိုယ်လုံးကလည်းရစရာမရှိအောင်စုပ်ပဲ့ပြီးတော့ပဲ့ရွဲ့နေပါပြီငါ့ရဲ့အကြီးတန်းတဲ့ခေါင်းကလည်းအဖြတ်ခံလိုက်ရပြီတကိုယ်လုံးကလည်းတစားစီပြောက်ကွယ်သွားနေပြီပြီးတော့ငါ့ရဲ့စိတ်ဆန္ဒမဟုတ်တဲ့အလုပ်ကိုလုပ်ကင်နေခဲ့ရလားတော်တော်လေးကိုအရှက်သိက္ခာကင်းမဲ့ခဲ့တာပါလားဒီအတွက်နဲ့နှစ်ပေါင်ရချီအောင်ငါအသက်ရှင်နေခဲ့ရလားလို့မေးခွန်းထုတ်နေပါတယ်ဒါပေမဲ့လည်းဟီမေဂျီမာရဲ့တန်လုံးကတော့သူ့ကိုဆက်လက် damage များပေးနေပြီးတော့အဲ့ဒါကြောင့်ကိုမိစ္ဆာတကောင်ဖြစ်နေလဲပဲမသိချင်ခဲ့ရလားလို့ပြောနေရင်းနဲ့ပဲဓာတ်ခုတ်ချက်များတော့သူ့ရှိကိုတရသက်ကြားရောက်နေပါတယ်အတန်မှဆုံးလူသားတယောက်ဖြစ်လာဖို့အတွက်နဲ့လူတွေအများကြီးကိုတက်ဖြတ်စားခဲ့ရတာလို့မေးခွန်းထုတ်နေတဲ့အချိန်မှာပဲသူ့ရဲ့ခန္ဓာကိုယ်မှာကြန့်ရှိနေတဲ့အပိုင်းအစများကိုထပ်မံခုတ်ဖြတ်လိုက်ပြီးတော့ငါတကယ်ပဲမသိချင်သေးဘူးရဲ့လားအဲ့ဒီအချက်နဲ့တင်ငါဟာတော်တော်လေးကိုယွန်းရှာစရာဆက်စုပ်ဖွယ်တနာဖို့ကောင်းတဲ့တဝါကြီးတစ်ကောင်ဖြစ်နေပါရောလားတကယ်တော့ငါကဆိုတဲ့စကားနဲ့အတူပဲသူ့ရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်စားပြုတ်နေပြီးတော့ယူရီချီလို့ပြောလိုက်ခါသူ့ရဲ့ညီမျက်နှာကိုကျွန်တော်တို့ကမြင်ရမှာဖြစ်ပြီးတော့ငါလည်းပဲမင်းလိုလူတယောက်ဖြစ်ချင်ခဲ့တာပါဆိုတဲ့စာတမ်းနဲ့ chapter ကိုအံ့ထားပါတယ်ကျွန်တော်တို့ဇာဖြိုးပါ
brother အနေနဲ့ကျွန်တော်ဖန်တီးထားတဲ့ Demon Slayer manga ဘာသာပြန်ဗီဒီယိုတွေကိုကြည့်ရအဆင်ပြေရဆိုလို့ရှိရင် like subscribe နဲ့အဆင်ပြေတဲ့ comment တစ်ကြောင်းလောက်ရေးသွားပေးဖို့တောင်းဆိုချင်ပါတယ်